ကဲဈေးနှုန်းကလည်းတသိန်းကျော်လေးနဲ့အတန်ထွက်ကလည်းကောင်းရမယ်မိုက်လည်းပါရမယ်ဆိုတဲ့ customer တွေအတွက်ကဲဒါမျိုးလေးရောက်ရှိထားတယ်ဒီကောင်လေးကိုတစ်ချက်ဖွင့်ပြပေးပါမယ်ဒီကောင်လေးနော်ဖွင့်ပြပေးမယ်ခင်ဗျထဲမှာဘာတွေလဲပါတယ်ဆိုတာတစ်ချက်ပြပေးမယ်လုံးဝဒီကောင်ရဲ့ဒီဇိုင်းလေးရမ်းမိုက်တယ်နော်ဒီမှာကြည့်လိုက်ဖက်ရှင်ပိုင်းကိုတစ်ချက်ရှိုးလိုက်နော်ဒီကောင်မှာကဘာတွေပါလဲဆိုတာကျွန်တော်တစ်ချက်ပြပေးမယ်ဒီမှာဒါကသူ့ရဲ့ accessory ထုံးသူ့မှာဘာတွေပါလဲဆိုရင်ဒါမျိုးကျိုးမိုက်လုံးဝ quality ကောင်းကျိုးမိုက်လေးတစ်လုံးပါပြီးသားအတန်ထွက်ကလည်းလုံးဝကြည်တောက်ရှင်းမိုက်ဆွဲရလည်းအရန်ကောင်းတယ်ခင်ဗျဒါကတော့သူ့ရဲ့ကက်လေးပေါ့နော်သူ့ရဲ့အသုံးပြုပုံညွှန်းစာရွက်လေးပါမယ်ပြီးကြလို့ရှိရင်ကျွန်တော် RAM လေးပါမယ် RAM နဲ့ကြော်တာရစ်တာအကုန်အသုံးပြုလို့ရမယ်ခင်ဗျကဲအားသွင်းစနစ်နဲ့ပါလုံးဝအရန်မိုက်ဈေးနှုန်းအနေနဲ့ကလည်းလုံးဝတသိန်းကျော်လေးနဲ့ရမှာဒါမျိုးမိုက်တစ်လုံးလဲပါမယ်အဲ့ဒီပြူကမှာဘောက်ကလည်းလုံးဝစိုက်ကြီးလေးဒီကောင်လေးကိုမမင်းတို့စီမှာကလုံးဝတသိန်းကျော်နဲ့ရမယ်ကြိုက်နေတတ်လို့မှားယူမယ်ဆိုတာကမမင်းတို့ Viber ဖုန်းနံပါတ်ဒီမှာအမြန်ဆုံးဆက်သွယ်မှာယူနိုင်ပါတယ်နော်